မင်္ဂလာပါရှင်ပြန်ကြားရေးနေပြည်သူ့စစ်ဆင်ရေးဦးစီးဌာနရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်း community center ခန်းမ၌စီစားများခြင်းနှင့်ကျန်းမာရေးအန်ဒီရဲ့အသိပညာပေးတော်ရှိုးကိုစာရေးဆရာမပပောက်နှင့်ဒုတိယဦးစီးမှုဒေါ်တင်နေဆိုတို့ကယခုလိုမျိုးတင်ဆက်ခဲ့ပါတယ်ရှင်မင်္ဂလာပါရှင်ပြန်ကြားရေးနေပြည်သူ့စစ်ဆင်ရေးဦးစီးဌာနရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်း community center ခန်းမနေလို့စီစားများခြင်းနှင့်ကျန်းမာရေးအန်ဒီရဲ့အကြောင်းအသိပညာပေးတော်ရှိုးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာမရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ဆရာမရှင်ပထမဦးစွာအနေနဲ့စားသုံးစီအမျိုးအစားအကြောင်းများကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါစားသုံးစီကိုကျမတို့ကအခြေခံအားဖြင့်၃မျိုးခွဲခြားသတ်မှတ်ထားပါတယ်เนาะဆရာမအဲ့ဒါနံပါတ်1ကတော့တင့်စွာစားသုံးတဲ့စီသူ့ကိုကျမရေးရှုထောင့်ရဆိုမပြေဝစီ and situated first လို့ခေါ်တယ်စီတွေမပြေဝအောင်ဆိုတာကျမကြီးနဲ့ညညွတ်တယ်အသင့်တော့စားရမယ်ပေါ့နော်ဆရာမအဲ့တော့အဲ့အမျိုးစားမှာဘာတွေပါလဲဆိုမြေပဲစီနှမ်းစီနေကြစီစစ်တော့ဖြစ်ဖို့လိုတယ်ငါးရတဲ့အစီတွေငါးကြီးစီတွေပေါ့နော်ဒါတွေပါတယ်ဒုတိယကတော့တက်နိုင်သမျှရှော့စားတဲ့စီမျိုးစားဖြစ်တယ်သူ့ကိုကျမကြီးရှုတော့ကဆိုသူကစီတွေပြေဝလာပြီးအနေများတယ်ပြေဝစီ saturated first လို့ခေါ်တယ်အဲ့ပြေဝစီအုပ်စုမှာဆိုတော့စောင်းစီတို့စောင်းစီရောနှောထားတဲ့စီရောနှောတွေနောက်တရိษံရတဲ့စီအမဲစီဝက်စီတွေဖြစ်တယ်ပေါ့နော်ဆရာမတတိယအချက်ကတော့လုံးဝစားသုံးတယ်မသိတဲ့စီသူ့ကိုကျမရေးရှုတော့ကဆိုပြန်ကြော်စီအသွင်ပြောင်းစီလို့ခေါ်တယ်အင်္ဂလိပ်လိုတော့ transfat လို့ခေါ်တယ်ပေါ့နော်အဲ့ဒီစီအုပ်စုတွေကတော့ကျမတို့အာလူကြွကြော်ထားတဲ့စီတွေနောက်ကတစ်ခုရှိတာကဘာလဲဆိုစမူစာတို့အီဂျန်ကွေးတို့ပေါ့နော်အကျော်စုံတွေထက်ခါပြန်လဲပြီးသုံးတဲ့စီတွေဒါတွေကဒါအမတန်မှအနေဖြစ်တဲ့စီဖြစ်ပါတယ်နော်ဆရာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့စီစားများခြင်းနဲ့ကျမကြီးအနေနဲ့ပတ်သက်ပြီးတော့ဆရာမရဲ့အကြံပြုစကားလေးရှိရင်လည်းပြောကြားပေးပါအောင်ရှင်ဟုတ်ကဲ့ပါအဲ့တော့လေ့လာကြည့်တဲ့အခါမှာကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကအခြားနိုင်ငံတက်တိုင်းစီစားတာများနေတယ်မတန်းမှဒါစိတ်မကောင်းစရာဖြစ်တဲ့အခါမှာအဲ့တော့ကျမကြီးဆိုချိုတွေမလွဲမသွေတွေ့ရမှာဖြစ်တယ်လို့စီတွေပိုဝယ်စားတဲ့အခါမှာပတ်စံနေလဲငွေကုန်ကြေးကြများတယ်နောက်ပြီးကျမကြီးဝန်ဆောင်မှုဆိုတာဝန်တော့ဝန်ပိုးတွေမိသားစုမှာဖြစ်လာပြီးစိတ်ကူးသားစိတ်တွေပေါ့နော်အဲ့လိုဖြစ်တယ်အဲ့တော့ကျမနေတဲ့ညီကုန်းချုပ်ပြောချင်တာကတော့စီစားလို့အသားမဖြစ်စီစားများရင်ဘေးဖြစ်စီကိုရှောင်းအိုရောင်နုပြိုစဲဆိုတဲ့ကျမရေးဆောင်ပုံလေးအတိုင်းကျမရေးအသီးသီးနဲ့ရှိဖို့လိုပါတယ်လို့ပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီလိုဆောင်နေစွာရှင်းပြပေးတဲ့အတွက်ဆရာမကလည်းအထူးပဲကျေးဇူးရှိပါတယ်ဤတဲ့ကိုရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်းရုံးမှပေးပို့တာဖြစ်ပါရဲ့ရှင်